အစာကြီးကဲအခုကရပြီအခုကဆိုင်ငယ်ပြင်းနေတာတော့ဆိုင်ငယ်ပြင်းဖြစ်နေတာမဟုတ်ပဲဖြစ်နေတာဒီမှာဖြစ်မှာဆိုင်ငယ်ဖြစ်နေစေးကောင်းလားမကောင်းလားရှိုးအောင်နော်နေထားတော့အများကြီးတော့မပြောဘူးဒါပဲကြည့်နော်ဒီမှာ business နှစ်စီးပေါ့ခိုးလာတာမနေ့ကမှမနေ့ကဟုတ်တဲ့နေ့ကလေဟုတ်လေလင်းညိုးထိုးပြီးတော့ဘလို့လဲအခုကိုကြီးဘလို့လုံးမသွားဘူးလားကိုဘလို့နည်းပြန်လာတယ်လေအိုဒီမရှိဘူးလားဘယ်ဆက်ရုံကလဲကျွန်တော်တို့အရှက်ပူလီတက်ဗောအာစာပူလီကအဲ့ဒါလေနော်ဒါအများကာချနာပူလီမဟုတ်လားဒါတော့နော်ကျွန်တော်တို့မှာဆိုင်ငယ်တွေပါနေနေဟိုချစ်ပါတယ်ပေါ့ကွာပြောချင်တာအခုဆေးတွေပြန်ပုတ်ပြင်တာအလှဖို့သူများလိန်ဖို့ပြောချင်တာကွာအဲ့လိုလိန်ဖို့ပေါ့နော်မင်းအားကြီးနဲ့လိန်ဖို့လေမဆရာဓမ္မတွေဟောပါတော့ချီမှာဘီစေးဆွဲမယ်ဆိုရင်လာခဲ့ပေါ့ငါပြောချင်တာအော်ကျွန်တော်လားကျွန်တော်လိုက်ကြည့်နေတာဘဒူဘီစေးအလှပြင်မယ်ဆွဲမယ်ဆိုရင်လာခဲ့ပေါ့နော်ဒီမှာဒီအောင်တော့ရာရဲဇိုးပေါ့အဲ့ပါနှွဲ့ဇိုးနော်ပို့နေတော့မယ်တဲ့နော်အဲ့တော့နောက်ပြီးပြန်ကြည့်အောင်ပေါ့ကျွန်တော်ဘီစေးနှစ်စီးပေါ့ရမယ်ဆိုတော့ဒါဘီစေးနှစ်စီးပေါ့နော်ကျွန်တော်ဘာညာပေါ့ဘီစေးနှစ်စီးခုနကမတခိုးလာတယ်ဒီမှာရှိုးငါတို့မကြခင်မှာခရီးတွေပါထွက်မယ်ဆိုတော့လာလှတယ်ပြင်းတယ်